အားလုံးပဲမင်္ဂလာပါ Living Bread ကနေပြန်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ယုံကြည်ခြင်းနဲ့နာခံခြင်းဆိုတဲ့အကြောင်းကိုအနေငယ်သက်သေခံချင်ပါတယ်။ဆိုတော့ယုံကြည်ခြင်းနဲ့နာခံခြင်းကအတူတူသွားသလားယုံကြည်ခြင်းနဲ့မလုံလောက်ဘူးလားပေါ့နော်။နာခံခြင်းလိုအပ်သလားစသမျှပေါ့နော်အဲ့ဒါတွေကိုအနေငယ်သက်သေခံချင်ပါတယ်။ကျွန်မဒီလေborn again ဖြစ်ပြီးတဲ့နောက်မှာပေါ့နော်2010 born again ဖြစ်ပြီးတဲ့နောက်မှာယုံကြည်ခြင်းအကြောင်းကိုအများကြီးဆရာမတွေတည်ခန္ဓာတရားဟောတာတွေကြားပူပါတယ်เนาะယုံကြည်ခြင်းဆိုတဲ့အကြောင်းကိုအများကြီးကြားပူပါတယ်ဒါပေမဲ့နာခံခြင်းဆိုတဲ့အကြောင်းကိုဘယ်တော့မှလုံးဝမကြားခဲ့ပူပါဘူးဒါပေမဲ့နာခံခြင်းကိုမကြားဘူးတဲ့အခါမှာကိုယ့်ရဲ့တတ္တာမှာပေါ့နော်ယုံကြည်ခြင်းနဲ့ပဲတွားခဲ့တဲ့အခါမှာကိုယ့်ရဲ့တတ္တာမှာကိုမလွတ်မြောက်နိုင်တဲ့အရာတွေအများကြီးရှိတယ်ပြီးတော့ကိုယ့်ရဲ့တတ္တာမှာကိုမအောင်မြင်နိုင်တဲ့ပေါ့နော် area တွေအများစွာရှိပါတယ်ဥပမာကိုယ့်ရဲ့အမေကိုခွင့်မလွတ်နိုင်ခြင်းလို့ပေါ့နော်ကိုယ့်ရဲ့အမေကိုမချစ်နိုင်ခြင်းလို့ပေါ့နော်တလောကတသက်ခံသွားခဲ့တယ်လို့မျိုးပေါ့နော်ဆိုတော့ကိုယ့်ရဲ့အတ္တမှာယုံကြည်ခြင်းနဲ့ပဲတွားတဲ့ခါမှာကိုမအောင်နိုင်တဲ့ကိုယ့်ရဲ့အတ္တမှာရှိတဲ့ area တွေအများကြီးရှိခဲ့ပါတယ်ဆိုတော့2017နားဖျာရှင်ကလမ်းဖွင့်ပေးပါတယ်နာခံခြင်းကိုနားလည်နိုင်ဖို့ရန်အတွက်ရက်40စာရှောင်းပို့ရန်အတွက်ဖျာရှင်ကလမ်းဖွင့်ပေးခဲ့ပါတယ်ဆိုတော့2017နားစပြီးတော့ဆရာတပါးရဲ့ဆရာဦးပါဦးရဲ့တသက်ခံခြင်းအဖြစ်ပေါ့နော်ဖျာရှင်ရဲ့နိုင်ငံတော်နဲ့နာခံခြင်းကိုသိရှိရတဲ့အခါမှာကိုယ်တိုင်းလည်းအဲ့ဒီအရာကိုနားလည်ခြင်းနဲ့သဘောပေါက်ခြင်းနဲ့ဆိုတော့ဖျားခင်စီမှာဆူတောင်းခဲ့ပါတယ်ကိုတော့လို့ဒီနာခံခြင်းကိုတမီလဲနားလည်ခြင်းနဲ့နာခံခြင်းကိုတွင်တင်ပေးပါနာခံခြင်းနဲ့လို့ဆုံးဖြတ်ချက်ချပြီးတော့ရလေးစက်ကိုစာရှောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့2017မှာအဲ့ဒီဆုံးဖြတ်ချက်နဲ့စာရှောင်ခဲ့တဲ့အခါမှာဖျာရှင်ကလည်းတကယ်ဆူတောင်းချက်ကိုနားထောင်ပေးပါတယ်နှလုံးသားမှာရှိတဲ့အဲ့ဒီစန္ဒာပေါ့နော်ဖျာရှင်ကိုဖျာခင်ကိုနာခံဖို့ရန်အတွက်ရှိတဲ့စန္ဒာကိုလည်းဖျာရှင်ကမြင်ခဲ့ပါတယ်ဆိုတော့ရက်40စာရှောင်းတဲ့အချိန်မှာပဲဖျာရှင်ကနာခံခြင်းနဲ့ဖျာရှင်ရဲ့နိုင်ငံတော်ကိုနားလည်ခွင့်ပေးပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဖျာရှင်ကသူ့ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုတွန်းလောင်းပေးခဲ့ပါတယ်ကိုယ့်ရဲ့တတ္တာမှာမလွတ်မြောက်တဲ့အေးရတဲ့အကုန်လုံးပေါ့နော်ကိုယ့်ရဲ့တတ္တာမှာကိုထောင်ချခဲ့တဲ့အရာတွေအားလုံးအထဲကနေလွတ်မြောက်ခြင်းကိုအရင်ပေးပါတယ်ယေရှုခရစ်တော်ပြောသွားခဲ့တဲ့အတိုင်းပေါ့နော်သင်တို့ဒီတမန်တရားကိုသိလိုက်မယ်ထိုတမန်တရားအဖြစ်လွတ်မြောက်ခြင်းကိုရရှိလိမ့်မယ်လို့ပြောခဲ့ပါတယ်ဆိုတော့အဲဒီမှာ the truth လို့ယေရှုကပြောတဲ့အခါမှာအရင်တော့ဆိုလို့ရှိရင် the truth ကကိုထင်ခဲ့တာတော့ကျမ်းစာပေါ့နော်ဒီကျမ်းစာ written word of God ပေါ့နော်ဖျာရှင်ရဲ့စကားရေးတဲ့စကားကိုဒီ Bible ကိုပြောခဲ့တာလို့ထင်ခဲ့ပါတယ်ဒါပေမဲ့ the truth ကဘာလဲဆိုတော့ယေရှုခရစ်တော်က the truth ဖြစ်တယ်ဆိုတာအဲ့ဒီမှာနားလည်ခွင့်ရပါတယ် the truth လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကိုယ်တိုင်ကကိုလူမြောက်ခြင်းပေးမှာဖြစ်ပါတယ်ယေရှုခရစ်တော်ကိုသိလေကိုယ့်ရဲ့အတ္တမှာarea ပေါင်းများစွာလူမြောက်ခြင်းရရှိမှာဖြစ်ပါတယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်အဖြစ်လူမြောက်ခြင်းရရှိတယ်ပြီးတော့ဒုတိယအနေနဲ့ဗာပြောချင်သေးလဲဆိုတော့ယေရှုခရစ်တော်ကတန်ရှင်တော်ဝိညာဉ်တော်ကိုလက်ဆောင်အဖြစ်ပေးတာကဘာအတွက်လဲဆိုတော့နာခံခြင်းကိုနားလည်နိုင်ဖို့ကိုယ့်ရဲ့ဒီ born again ဖြစ်ပြီးတဲ့နောက်မှာဖျားခင်နိုင်ငံတော်မှာအသက်ရှင်တဲ့အခါမှာဖျားခင်ကိုနာခံနိုင်ဖို့နာခံခြင်းတွင်တင်နိုင်ဖို့ပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကိုပေးခဲ့တာဖြစ်ပါတယ်အရင်တော့ကတော့တန်ရှင်တော်ဝိညာဉ်တော်ဟာmiracle တွေလုပ်ဖို့healing တွေသူများကိုကျန်းမာစေဖို့ healing တွေလုပ်ဖို့ဖြစ်တယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့ရက်40စာရှောင်ပြီးတဲ့နောက်မှာဖျားခင်နိုင်ငံတော်ကိုနားလည်လာတဲ့အခါမှာဘယ်လိုနားလည်လာလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကကိုရောကိုနာခံနိုင်ဖို့ကိုရောပေးတဲ့ command တွေကိုနာခံနိုင်ဖို့တန်ရှင်တော်ဝိညာဉ်တော်ပေးခဲ့တာပဲတန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူအဖြစ်ဖျားသခင်ကိုနာခံနိုင်ဖို့ဖြစ်တယ်ဆိုတာကိုနားလည်ခွင့်ရပါတယ်
ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကထူးဆန်းတွေထူးခြားတွေပေါ့နော် miracle တွေလုပ်ဖို့နဲ့ healing တွေလုပ်ဖို့ပဲမဟုတ်ပဲနဲ့ကိုယ်တိုင်ကိုယ့်ရဲ့တတမှာဖျားခြင်းကိုနာခံနိုင်ဖို့ helper လို့ပြောပါတယ်ယေရှုကပေါ့နော် helper ဖြစ်ပါတယ်ကိုညီမဲ့သူဖြစ်ပါတယ်ဆိုတော့အဲ့ဒီဆောက်ရှောင်ပြီးတဲ့နောက်မှာကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲပေါ့နော်ကိုတော့ကိုနာခံမယ်ဆိုပြီးဆုံးဖြတ်ချက်ထားခဲ့တဲ့အတွက်ရ40ဆောက်ရှောင်ပြီးတဲ့နောက်မှာလည်းအဲ့ဒီနာခံခြင်းကိုတွင်တင်ခဲ့ပါတယ်ကိုပြုစုတဲ့ဆရာဆရာမတွေရဲ့လမ်းညွှန်ချက်အရပေါ့နော်အသက်ရှင်ခဲ့ပါတယ်နေခဲ့ပါတယ်သူတို့ပေးတဲ့ဥစ္စာတွေကိုစားတယ်เนาะသူတို့ပေးတဲ့အမောင့်တိုင်းလေးပဲစားပြီးတော့ complain မလုပ်ဘဲပေါ့နော်ဖျားရှင်ကိုနာခံဖို့အမှာစပြီးတော့တွင်တင်ခဲ့တာဖြစ်ပါတယ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာလည်းကိုယ့်ရဲ့မိဘတွေကိုနာခံဖို့ပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကတွင်တင်ပေးပါတယ်ကိုအရင်တော့ကကိုယ့်ရဲ့မိဘတွေကိုမခွင့်လွှတ်နိုင်ခဲ့တဲ့ຢာတွေကနေကိုတော်ကလွတ်မြောက်ခြင်းကိုပေးတယ်ပြီးတော့မိဘတွေကိုလည်းနာခံဖို့ရန်အတွက်တန်ရှင်တော်ဝိညာဉ်တော်ကကိုညီမစာပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ James ကသူဘာပြောလဲဆိုတော့ဒီ James နှစ်secondကနေဖတ်မယ်ဆိုလို့ရှိရင် in the same way faith by itself if it is not accompanied by action is dead ဒီမှာဘာပြောလဲဆိုတော့ယုံကြည်ခြင်းပဲရှိပြီးတော့ action မပါတဲ့ယုံကြည်ခြင်းကတည်တဲ့အရာပဲဖြစ်တယ်တည်တဲ့ယုံကြည်ခြင်းပဲဖြစ်တယ်တဲ့ဆိုလိုတာကဘာမှအသုံးမဝင်တဲ့ယုံကြည်ခြင်းဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်ပြဘာပြောသေးလဲဆိုတော့ but someone will say you have faith I have deeds show me your faith without deeds and I will show you my faith by my deeds တဲ့ဆိုတော့တချို့တွေကပြောလိမ့်မယ်တဲ့ငါမှာယုံကြည်ခြင်းရှိတယ်တချို့ကလည်းပြောလိမ့်မယ်ငါမှာဟလာ deeds ငါလုပ်နိုင်တဲ့အရာတွေဟလာရှိတယ်ငါမှာငါကောင်းမှုကုသိုလ်တွေအများကြီးလုပ်နိုင်တယ်ဟလာယုံကြည်ခြင်းမရှိဘဲမဲ့လည်းကောင်းမှုကုသိုလ်တွေအများကြီးလုပ်နိုင်တယ်ဆိုပြီးတော့ပြောရလို့ရှိလိမ့်မယ်ဒါပေမဲ့ငါကိုတဲ့နေ့ရဲ့ယုံကြည်ခြင်းကိုအဲ့ဒီ deeds မပါဘဲနဲ့ပြနိုင်ရင်ပေါ့နော်ပြချိပါလားပေါ့နော်ဒါပေမဲ့ငါတော့နင့်ကိုတဲ့နာခံခြင်းနဲ့အဲ့ဒီငါရဲ့ယုံကြည်ခြင်းကို deeds မှာပေါ့နော်ငါရဲ့နာခံခြင်းမှာငါနင့်ကိုပြမယ်လို့ James ကပြောပါတယ်ဆိုတော့ဒီမှာ action နဲ့ deeds ကဘာလဲဆိုတော့နာခံခြင်းကိုပြောနေတာဖြစ်ပါတယ် obedience ကိုပြောနေတာဖြစ်ပါတယ်ဆိုလိုတာက faith ကအမြဲတမ်းဖျားကိုယုံကြည်တယ်ဆိုလို့ရှိရင် faith is accompanied by action faith is accompanied by deeds เนาะ faith နဲ့ action နဲ့ deeds ဆိုလိုတာက obedience ကအမြဲတမ်းတွန်းတွဲနေတာဖြစ်ပါတယ်ယုံကြည်ခြင်းပဲရှိပြီးတော့နာခံခြင်းမရှိလို့မရပါဘူးเนาะနာခံခြင်းတစ်ခုပဲရှိပြီးတော့ယုံကြည်ခြင်းမရှိလို့မရပါဘူးယုံကြည်ခြင်းနဲ့နာခံခြင်းရှိမှသာကိုယ့်ရဲ့တတကအသီးမှဖြစ်ပါတယ်ကိုယ့်ရဲ့အသီးတွေကိုလည်းသူများတွေကစားနိုင်မှာဖြစ်ပါတယ်ကိုယ်မှာယုံကြည်ခြင်းနဲ့နာခံခြင်းရှိမှသာကိုယ်ကသူများအတွက်ကောင်းသောစံပြပေါ့နော် example ဖြစ်နိုင်မှာဖြစ်ပါတယ်သူများတွေစားနိုင်တဲ့အသီးကိုတီးနိုင်မှာဖြစ်ပါတယ်ဆိုနေချင်းမှာနာခံခြင်းမရှိတဲ့ယုံကြည်ခြင်းကအလကားပဲဖြစ်ပါတယ်သင်ဘလောက်ဖျားခင်ကိုယုံကြည်တယ်လို့ပြောသင်မှာနာခံခြင်းမရှိဘူးဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုဖျားခင်ပြောတဲ့အရာတွေကိုဖျားခင်တင့်ကိုခိုင်းတဲ့အရာတွေကိုမလုပ်ဘူးဆိုလို့ရှင်သင်ရဲ့အသက်တာမှာသင်ဟာဘာမှဖျားခင်အတွက်ပဲဖြစ်ဖြစ်သင်အတွက်ပဲဖြစ်ဖြစ်သင်ဟာဘာမှ benefit မဖြစ်ဘူးသင်အတွက်ကောင်းတာဘာမှမရှိဘူးပေါ့နော်သင်အတွက်ဘာမှမကောင်းသလိုသင်ဘေးနားမှာရှိလို့အတွက်လည်းဘာမှကောင်းမှုကုသိုလ်ဘာမှကောင်းမြတ်တာတွေရှိမှာမဟုတ်ပါဘူးဘာမှကောင်းတာတွေထွက်မှာမဟုတ်ပါဘူးဆိုတော့က faith နဲ့ obedience တွဲမှသာဖျားရှင်ရဲ့ဘုန်းတော်ထင်ရှားမှာဖြစ်တယ် faith နဲ့ obedience တွဲမှသာကိုယ့်ရဲ့တတ္တာမှာအသီးတွေတီးမှာဖြစ်ပါတယ်ဆိုတော့ယေရှုရဲ့တတ္တာမှာကြည့်အောင်ယေရှုရဲ့တတ္တာမှာလည်းယုံကြည်ခြင်းနဲ့နာခံခြင်းကအမြဲတမ်းတွန်းတွဲပါတယ်။နော်ယေရှုခရစ်တော်ကသူ့ရဲ့ခမဲတော်ကိုယုံကြည်ခြင်းနဲ့ပဲသူကအတ္တတာမှာအသက်မရှင်ပါဘူး။နာခံခြင်းနဲ့လည်းအသက်ရှင်ပါတယ်။ယုံကြည်ခြင်းနဲ့နာခံခြင်းကိုတွန်းတွဲပြီးတော့အသက်ရှင်ခဲ့ပါတယ်။ဆိုတော့ဘလို့နာခံခဲ့တယ်လဲဆိုတော့သူ့ရဲ့အတ္တတာပြီးတဲ့ထီတောင်မှာသူ့ရဲ့ခမဲတော်ကိုသူ့ရဲ့အဖေကိုနာခံခဲ့တဲ့သူဖြစ်ပါတယ်။ဆိုတော့ယေရှုကဖခင်ကိုယုံကြည်တယ်လို့ပဲသူရဲ့နှုတ်နဲ့သူရဲ့နှလုံးသားနဲ့ပဲပြောတာမဟုတ်ဘဲနဲ့
သူ့ရဲ့ obedience မှာဖျားခင်ဘယ်လောက်ယုံကြည်လဲဆိုတာတွေ့ရပါတယ်ဖျားရှင်ခိုင်းသမျှအရာတွေကိုသူလုပ်တယ်နော်ဖျားရှင်ပြောခိုင်းတဲ့အရာတွေပဲသူပြောတာဖြစ်တယ်နောက်ဆုံးတော့ဖျားသခင်ကဖခမဲတော်ကသူ့ရဲ့အသက်တာကိုသူ့ရဲ့အသက်ကိုပေးဖို့တောင်းဆိုတဲ့အခါမှာသူကနာခံခဲ့ပါတယ်သူ့ရဲ့နာခံခြင်းအဖြစ်နေချိန်မှာကျမတို့ဒီထာဝရသက်ရရှိတာဖြစ်တယ်ဆိုတော့နာခံခြင်းနဲ့ယုံကြည်ခြင်းတွေ့တဲ့အခါမှာကိုယ်အတွက်ကောင်းကြီးဖြစ်စေပါတယ်ပြီးတော့ဣသေလလူမျိုးတွေရဲ့တထာမှာစကြည်ကြပါစို့ဣသေလလူမျိုးတွေအေဂုတ်တုပြည်ကနေဖျားသင်ကလွတ်မြောက်ခြင်းပေးတဲ့အခါမှာနော်သူတို့ဒီဘလို့ဖြစ်တယ်လဲဆိုတော့ဖျားရှင်ကpromise land ကိုဝင်ပြီးတော့တိုက်ပြီးတော့ယူဖို့ပြောတဲ့အခါမှာသူတို့ဒီကြောက်ကြတယ်ပေါ့နော်အရန်ကြောက်တယ်သူတို့မဝင်ရဲဘူးမတိုက်ခိုက်ရဲဘူးသူတို့နိုင်မှာမဟုတ်ဘူးဆိုပြီးတော့သူတို့ရဲ့အထဲမှာလုံးဝဖျားခင်ကိုနာခံခြင်းနဲ့စိတ်လုံးဝမရှိပါဘူးဆိုတော့အဲ့ဒီမနာခံတဲ့သူတွေအားလုံးကတည်သွားကြပါတယ်เนาะအဲ့ဒီမနာခံသောသူတွေအဲ့ဒီအေဂုတုပြည်ကနေမွေးဖွားပြီးတော့ကြီးလာတဲ့သူတွေအားလုံးမနာခံသောသူတွေ old generation တွေအားလုံးဆုံးပါသွားပါတယ်နော်နာခံသောသူတွေကသာအဲ့ဒီ promise land ကိုဖျားရှင်ပြောတဲ့အတိုင်းဖျားရှင်နှုတ်ကပတ်တော်အတိုင်းနော်ဖျားရှင်နှုတ်ကနေထွက်တဲ့စကားတော်အတိုင်းသိမ့်ပိုက်ပါလို့ပြောတဲ့အခါမှာသူတို့သွားပြီးတိုက်ပြီးသိမ့်ပိုက်တဲ့အခါမှာ the promise land ကိုသူတို့ရရှိသွားတာဖြစ်ပါတယ်ဆိုတော့ဣသေလလူမျိုးတွေရဲ့သက်တာမှာ history မှာကြည့်တဲ့အခါမှာလည်းယုံကြည်ခြင်းတစ်ခုနဲ့ပဲမရဘူးနာခံခြင်းနဲ့သွားရမယ်ဆိုတာကိုတွေ့ရပါတယ်ဆိုတော့ယုံကြည်ခြင်းနဲ့ပဲသွားခဲ့တဲ့လူတွေဟာသူတို့ promise land ကိုလုံးဝမတွေ့ရပါဘူး promise land ကိုလုံးဝမဝင်နိုင်ပါဘူးเนาะယုံကြည်ခြင်းနဲ့နာခံခြင်းတွဲတဲ့လူကသာ the promise land ဖျားခင်သူတို့ကိုပေးခဲ့တဲ့ဂတိတော်ကိုသူတို့မြင်ယုံတယ်မဟုတ်ဘဲနဲ့အဲ့ဒီနိုင်ငံမှာအဲ့ဒီဖျားရှင်ဂတိပေးခဲ့တဲ့ကောင်းကြီးတွေကိုစုခိုးနိုင်တဲ့သူတွေဖြစ်ပါတယ်။ဆိုနေချိန်မှာသင်ရဲ့တတ်တာမှာလည်းသင်ယုံကြည်ခြင်းနဲ့ပဲသွားတယ်ဆိုလို့ရှိရင်သင်တတ်တာမှာပဲတော့မှဖျားရှင်သင်ကိုပေးတဲ့ဂတိတွေကိုဘယ်တော့မှစုခိုးနိုင်မှာမဟုတ်ဘူး။ယုံကြည်ခြင်းနဲ့နာခံခြင်းနဲ့သွားမှသာဖျားရှင်ပေးတဲ့ဂတိတော်တွေဖျားရှင်ပေးတဲ့ကောင်းကြီးတွေကိုစုခိုးနိုင်မှာဖြစ်တယ်။ဆိုနေချိန်မှာသင်ကောင်းကြီးခံစားခြင်းလားဖျားရှင်ပေးတဲ့ဂတိတော်တွေကိုစုခိုးခြင်းသလားဖျားရှင်ပေးခြင်းတဲ့ကောင်းကြီးတွေကိုသင်ရဲ့သားသမီးမြေးဆက်တွေထိရောက်ရှိစေခြင်းသလားရောက်ရှိစေခြင်းနဲ့ဆိုလို့ရှိရင်ယုံကြည်ခြင်းမှမဟုတ်ဘဲနဲ့နာခံခြင်းနဲ့သွားပါလို့နေခြင်းမှာတိုက်တွန်းခြင်းပါတယ်ယုံကြည်ခြင်းနဲ့နာခံခြင်းကိုအမြဲတမ်းနှစ်ခုစလုံးကိုပိုက်ပြီးတော့ဖျားရှင်နဲ့ဆက်သွားပါလို့နေခြင်းမှာခွန်အားပေးခြင်းပါတယ်ဆိုနေချင်းမှာဖျားရှင်ရဲ့နိုင်ငံတော်ထဲမှာနာခံခြင်းနဲ့သက်ရှင်ခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာဘလို့နာခံရမလဲကိုနားမလဲဘူးနားလဲခြင်းနဲ့ဖျားရှင်ရဲ့နိုင်ငံတော်ထဲမှာနာခံခြင်းနဲ့သက်ရှင်ခြင်းနဲ့ဆိုလို့ရှိရင်စားရှောင်ခြင်းအဖြစ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ကိုညီမစားခြင်းအဖြစ်ဖြစ်နိုင်ပါတယ်ထို့ကြောင့်ဒီချိန်မှာသင်ဖျားရှင်ဂတိတော်ပေးထားတဲ့ຢာတွေဖျားရှင်ပေးခြင်းတဲ့ကောင်းကြီးတွေကိုစုခိုးခြင်းနဲ့ဆိုလို့ရှိရင်ယုံကြည်ခြင်းမှမဟုတ်ဘဲနဲ့နာခံခြင်းနဲ့လည်းသွားပါလို့တိုက်တွန်းချင်ပါတယ်။ရောက်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေ။